မင်္ဂလာပါထူးတဲ့နဲ့တူတူရှောက်လိုက်ကြမယ်ဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီနေ့ညီမရောက်ရှိနေတဲ့နေရာကတော့အခုတလောအရန်နာမည်ကြီးနေတဲ့ပလာဖရူပဲဖြစ်ပါတယ်ဒီသေးထဲမှာမို့အချိုတွေအချိုပွဲတွေကိုတစ်သေးထဲမှာအရသာတမှုထူးခြားစွာနဲ့စားနိုင်တဲ့နေရာလေးပဲဖြစ်တယ်နော်ဒါနဲ့ထူးတဲ့ပေါင်းစည်းလို့ brand တစ်ခုတည်းဖြစ်သွားပြီဆိုတော့ဖယ်စင်းနဲ့တုံးတူတူပဲနော်တကယ်ချင်းတို့ရဲ့ခနုံဝန့်ရန်စူအဖာကနေစားလိုက်ရအောင်ကျုပ်ဥကိုပပလေးနဲ့ကျွတ်နေအောင်ကြော်ရရတယ်ကိုအုံသီးမြင်လေးတွေရဲ့ပစွန်ကြောက်ထည့်ပြီးတော့ထုတ်လိုက်တာမျိုးပေါ့နော်နန်းလက်ချက်လို့ခေါ်တယ်ဒီအချင်းလေးနဲ့တွဲပြီးတော့စားလိုက်မယ်ဆိုရင်တော့ဒီမုတ်လေးနဲ့အရန်လိုက်ဖက်မဲ့ပုံစံပဲနော်တခိုက်လေးကက်လိုက်တာနဲ့လေအုံတို့အနံ့လေးရတယ်ပွေးပြီးတော့တက်လာအောင်ဒီကျုပ်တော့ပူပူနွေ့နွေ့လေးရဲ့အထဲမှာပါတဲ့အသီးရွက်လေးတွေရဲ့ပြီးတော့လက်ဆက်တဲ့ဒီအချင်းလေးရဲ့နဲ့ပေါင်းပြီးတော့စားလိုက်တဲ့အချိန်မှာအရသာတော့လုံးဝထိမိပြီပဲခနုံဝန့်စလင်တစ်သူများကြီးပြောတာကတော့ဒီဆိုင်ဖွင့်လာ100တောင်ကျော်ပြီးတဲ့ဟိုးမုတ်သားပပလေးပဲဒီအချိုလေးမှာဆိုလို့ရှိရင်တော့မုတ်သားပပကျွတ်ကျွတ်လေးနဲ့ကျုပ်မြင်ရတာကလည်းအီးလေးလေးပါတယ်အုံသီးရတာလေးပါတော့အရသာလုံးဝရှယ်ပဲအငယ်လေးကိုစားကြည့်ကြမယ်နော်တကိုက်လိုက်တာနဲ့လေပစွန်ကြောင်းနဲ့လေးရဲ့ငရုတ်ကောင်းနဲ့လေးရပွေးပြီးနှာခေါင်းလေးမှာပါဆွဲသွားတာပဲနည်းနည်းတော့စက်တယ်ထင်ရပြီမယ်အရန်မိုက်တယ်နီအန်နမ်ခန်ဆိုင် ice cream မြင်သူတိုင်းအံ့အားသင့်သွားစေရမယ်ဒီဆိုင်ရဲ့ signature လေးကကျုပ်ဥနဲ့ရေခဲမှုတ်ပါအုံသီးရေခဲမှုတ်တွေကိုကျုပ်ဥနဲ့ဖောက်ထည့်လိုက်တာပဲဖြစ်ပါရဲ့ရှင်ဝါမြင်လိုက်တာနဲ့လာပါလိုမျိုးပဲနော်စားသိလိုက်တဲ့အချိန်မှာလေသူ့ရတာလေးကချိုအီစိတ်နေရပဲခရင်လိုမျိုးအီလေးနဲ့ကျုပ်ဥနှစ်လေးရလဲအထဲမှာညက်ပြီးတော့အုံသီးနှစ်လေးတွေကလည်းမွေးနေရပဲစားလိုက်ရတာရှယ်ပဲဒီမီနူးလေးကဆက်စချင်းမြင်တဲ့အချိန်မှာအမြင်မှာတော့နည်းနည်းလေးထူးဆန်းနေတယ်ဆိုပေမဲ့အရသာတော့လုံးဝထူးခြားပြီးတော့ကောင်းတယ်ဒီမီနူးလေးကတော့ဒီဆိုင်ရဲ့ special menu လေးပါဒီဈေးထဲမှာလေမယုံကျင်စရာကောင်းအောင်အစားတော့ကောင်းနေအများကြီးစုနေတာပဲတငယ်ချင်းရှိတယ်ဆိုရင်ကိုယ်တငယ်ချင်းတွေကိုခေါ်ပြီးတော့လာစားကြည့်ကြပါဦးနော်ပြီးတော့ဒီဗီဒီယိုလေးကိုစိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပြီးတော့ Samsung ဖုန်းလေးကိုကန်ဆယ်ကြမယ်ဒီပို့ဆောင်မှာတငယ်ချင်းတို့အတွက်ထိုင်းမီနူးတွေထဲမှာဘယ်မီနူးကအထူးဆန်းဆုံးလဲဆိုတာလေးကိုကိုမမှန်ပြီးရင်တငယ်ချင်းတယောက်ကိုမန်ရှင်းခေါ်ပေးပါနောက်ဆုံးအနေနဲ့ True Tea တက်ပေါင်းစည်းလို့ brand တစ်ခုတည်းဖြစ်သွားပြီဆိုတော့ဖုန်းဆက်မလားအင်တာနက်သုံးမလားဘယ်စင်းမဲ့သုံးတူတူပဲနော် True Tea တက်စင်းတွေကိုလည်းများသုံးဖို့အတွက်မမေ့နဲ့နော်ပြီးတော့ True Tea တက်မြန်မာရဲ့ Facebook TikTok နဲ့ YouTube တို့ကို like and share လေးလုပ်ပြီးတော့ follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်တငယ်ချင်းတို့ရေ